Photoshop နဲ့ပေါ့နော် ID cap design တွေဘယ်လိုဖန်တီးမလဲပေါ့ကျွန်တော်ရဲ့ IO Photoshop channel လေးကနေပြီးတော့ပြန်လဲကြိုဆိုပါရခင်ဗျဒီနေ့သင်ခန်းစာလေးကတော့ကျွန်တော်တို့ Photoshop နဲ့ပေါ့နော် ID cap design တွေဘယ်လိုဖန်တီးမလဲပေါ့နော်အဓိကဖြစ်ချိတ်ကက်တွေ duty ချိတ်ကက်တွေចောင်းသားချိတ်ကက်တွေဒီလိုမျိုးပေါ့နော်ချိတ်ကက် design တွေကိုကျွန်တော်တို့ ਨੇ ဒီ design လေးမှာဒီ design ဆွဲတဲ့နည်းလေးကိုအခုပြထားတဲ့ချိတ်ကက် design လေးဆွဲတဲ့နည်းလေးကိုဒီပိုင်းလေးမှာလေ့လာမှာဖြစ်တယ်ပေါ့နော် okay အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့စအောင်ပေါ့နော် Adobe Photoshop ကိုဖွင့်ပြရလို့ရှိရင်ကျွန်တော်တို့ကအရင်ဆုံးချိတ်ကက်လုပ်ဖို့အတွက်သူ့ရဲ့ paper size ကိုကျွန်တော်တို့ရွေးချယ်ရတယ်ပေါ့နော်အမှ file ကနေ new ကိုသွားလိုက်သွားပြီးွားရင်ကျွန်တော်တို့မှာချိတ်ကက် design က photo ဝင်ပြီးွားရင်ဒီမှာကျွန်တော်3နှစ်ပေါ့နော်3နှစ်ကကြတော့ downlight ပဲဆွဲအလျားလိုက်ပဲဆွဲကျွန်တော်အခုဆွဲပြမယ့် design ကကြတော့ဗာလဲ downlight ဆွဲရမှာဖြစ်တယ်အဲ့တော့ downlight လေးကိုရွေးပေးရမှာဖြစ်တယ်ရွေးပြီးွားတာနဲ့ကျွန်တော်တို့ crack ကိုနှိပ်လိုက်ပေါ့နော်အဲ့ဒါဆိုရင်ဒီလိုရလာပြီတဲ့ခါမှာကျွန်တော် design ဆွဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဘာရွေးရမလဲ pan 2ကိုရွေးရမယ် pan 2ကိုတစ်ချက်ထောက်ပါpan 2ကိုဒီမှာပြတာပြပါမယ် pan 2ကိုတစ်ချက်ထောက်လိုက်ထောက်ပြီးတော့လို့ရှိရင်ဒီနေရာမှာ pan 2ရဲ့လုံးဆောင်ချက်ကိုနှစ်ခုရှင်းပြပေးမယ်အပေါ်ဆုံးမှာ shape နဲ့ path ဆိုတာနှစ်ခုရှိတယ် path ကကြတော့ကျွန်တော်ဓာတ်ပုံတွေကိုပြင်တဲ့အခါမှာသုံးတာshape ကကြတော့သူကကြတော့ဗာလဲဆိုလို့ရှိရင်ကျွန်တော် design တွေကိုဆွဲတဲ့အခါမှာသုံးတယ်ပေါ့နော် shape ကိုတစ်ချက်ရွေးလိုက်ရွေးပြီးသွားတဲ့အခါမှာကျွန်တော်တို့ကဒီမှာဆို color ဘာ color ဆို fade မှာကြတော့အပြာရောင်နှုတ်လေးကိုရွေးထားပေးလိုက်ပြီးွားရင် stone မှာကြတော့ stone ကိုကြတော့ကျွန်တော်တို့ကဖွင့်ထားလဲရတယ်ပေါ့နော်အဝါရောင်ဖွင့်ဒါမှမဟုတ်ရင်ပိတ်မယ်ဆိုလဲပိတ်ထားလိုက်ဒီကူစမှာတော့ကျွန်တော်ပိတ်ထားလိုက်အနုလေးပဲရွေးပိတ်ထားလိုက်မယ်နောက်မှပြန်ဖွင့်မယ်ပေါ့နော်โอเคအဲ့ပြီးရလို့ရှိရင်ကျွန်တော်တို့မှာပန်တူးလေးကိုသွားပြီးကျွန်တော်ဒီဇိုင်းဆွဲမယ်အခုဆွဲမဲ့ဒီဇိုင်းကတော့အလေ3ချိုးတစ်ချိုးလောက်မှာတစ်ချက်ထောက်လိုက်ဒီနေရာလေးမှာတစ်ချက်လက်ထောက်ပြီးဒီနေရာရောက်တဲ့ခါကျရင်သူကဘာလို့ဆိုတော့ဟိုပြောရလို့ရှိရင်တော့မလွတ်လိုက်နဲ့ပေါ့နော်ဖိပြီးတော့ဒီလိုလေးကိုွေးလိုက်အဲ့ဒါပန်တူးသုံးပြတဲ့နီကိုရှင်းပြထားတယ်အချိုးကြကြနဲ့အလေကြကြကြည့်ကောင်းတဲ့နေရာလောက်ပေါ့နော်ဒါပေမဲ့ဒီကောင်နှစ်ခုကမညီနေဘူးနော်ဒီကတိုးတယ်ဒီကအနေနဲ့ရှိတယ်အဲ့လိုမျိုးလေးနဲ့ဆွဲပြီးွားရင်ဒီနေရာမှာဒါလေးကိုတစ်ချက်ထောက်လိုက် keyboard က order လေးကိုဖိပြီးဒါလေးကိုတစ်ချက်ထောက်လိုက် keyboard က order ကိုဖိထားမှာနော်keyboard က order ကိုဖိမှသာလျင် तू က keyboard က order ကိုကျွန်တော်ကမဖိဘဲနဲ့တော့ဒါကိုလုပ်လို့မရဘူးပေါ့နော်keyboard ကနေပြီးတော့ order လေးကိုဖိထားမှသာလျင်ကျွန်တော်တို့ကဒီဟာကိုလုပ်လို့ရတယ်เนาะ order ကိုပြပြီးမယ်ပေါ့เนาะ okay ပန်တူးဆို order လေးဖိပြီးတော့ဒီနေရာလေးကိုတစ်ချက်ထောက်လိုက်ရင်ဒါလေးပြတ်သွားတယ်ပြီးတော့မှအပေါ်လေးကိုတစ်ချက်ထောက်မယ်ဒါပန်တူးသင်ခန်းစာမှာလေ့လာပြီးွားပြီလို့ထင်တယ်ပေါ့เนาะပန်တူးရဲ့လှုပ်ဆောင်ချက်ကိုเนาะထွေထူးပြောရစရာတော့မလိုတော့ဘူးပေါ့เนาะပြီးွားရင်တစ်ချက်ထောက်မယ်ပြီးဒီနေရာမှာတစ်ချက်ထောက်မယ်ပြီးဒါကိုတစ်ချက်ထောက်လိုက် okayဒီပုံစံလေးရပါပြီပေါ့နော်အဲ့တော့ layer ကိုပြန်ကြည့်ပြန်တော့ layer မှာ background layer နဲ့ shape layer ဆိုပြီးနှစ်ခုရှိတယ်နော်ဒါကြောင့်မို့ကျွန်တော်တို့က shape layer ကိုတစ်ချက်ထောက်ပြီးတော့ copy ယူရမယ်ပွားမှာပေါ့နော် keyboard ကနေပြီးတော့ control ရဲ့ D ရဲ့ကိုဖိပြီးတွဲနှိပ်လိုက်ဒါဆို layer တစ်ခုပွားသွားတယ်အဲ့တော့အပေါ်ကဟာကိုကြတော့မူရင်း color ပဲထားအောက်ကဟာကိုတို့က color ပြောင်းမယ်တစ်ချက်ထောက်ပြီးရင် shape layer မှာတို့ face မှာတို့ကအထူလေးရွေးပေးလိုက်ပြီးတာနဲ့သူ့ကိုမုတူလေးကိုယူပြီးတော့အောက်လေးကိုတော့မြားလေးနဲ့ပေါ့keyboard ကနေပြီးတော့ keyboard မှာရှိတဲ့ကျွန်တော် down arrow လေးကိုထောက်လိုက်တာပေါ့နော် down လေးထောက်ရင်အောက်ကျပါတယ်နော်အနေအလိုက်တင်ကျပါတယ်ပြီးနောက်တစ်ခါသူ့ကိုပဲကျွန်တော် keyboard ကနေပြီးတော့ control နဲ့ D နဲ့ကိုတွဲနှိပ်ပြီးlayer ထပ်ပွားလိုက်ပွားပြီးရင်အောက်ကဟာမယ်နော်ဒီမှာနော်ပြမယ်နော်အပေါ်မှာကျတော့တစ်ခုအောက်ကဟာတစ်ခုနောက်တစ်ခါအောက်ထာကိုပဲတစ်ချက်တော့သူ့ကျွန်တော်ကပန်တူးနဲ့ပဲအယောင်ပြောင်းလိုက်အဝါရောင်ရွေးထားပြီးလိုက်ဒီမှာလည်းပြောင်းလို့ရတယ်နော်အဝါရောင်လေးရွေးထားပြီးရပြီး okay ပြီးလိုက်ပြီးတာနဲ့သူ့ selection ထောက်ပြီးကျွန်တော်တို့ down arrow keyboard က down arrow လေးပဲထောက်ပြီးဒီလိုလေးအောက်ကိုချလိုက်ဒါဆိုရင်ဒီပုံစံလေးအတင်ရပါပြီဟုတ်ပြီနော်ပြီးတာနဲ့ကျွန်တော်ဗာဆက်လောက်အောင်သူ့ဒီဘက်မှာ design လေးထပ်ဆွဲရမှာဆွဲဖို့တော့ပန်တူးယူမယ်ပန်တူးထောက်ပြီးတို့ဒီနေရာမှာတစ်ချက်ထောက်တယ်ပြီးရင်ဒီနားလေးကိုဒီလိုလေးခုံးလိုက်မယ်ဒီကနေပြီးအလိုက်တင်လေးပေါ့နော်နည်းနည်းလေးခုံးလိုက်လိုလေးခုံးလိုက်မှာဟုတ်နော်လိုမျိုးလေးခုံးလိုက်မယ်ခုံးပြီး keyboard ကနေပြီးတော့ order လေးဖိပြီးဒါလေးကိုဖြတ်လိုက်ပြီးရင်ဒီနေရာမှာတစ်ချက်ထောက်မယ်ပြီးရင်ဒီလိုမျိုးလေးကိုွေးလိုက် order ကိုဖိပြီးခုနကသုံးရတယ်နော် order သင်ခန်းစာမှာသိရကြည့်နော်ဒီလိုမျိုးလေးဖြစ်သွားပြီးတော့မှ keyboard ကနေတော့ control လေးကိုဖိပြီးတော့ဒီလိုမျိုးလေးနေရာချနှစ်ချက်ထောက်လိုက် control ဖိပြီးနှစ်ချက်ထောက်လိုက်လိုမျိုးကွာတစ်ခုတည်းပဲချလို့ရတယ်ပေါ့နော် layer ကိုโอเคပြီးရင်ဒါလေးလိုမျိုးလေးကိုွေးထားလိုက်ဟုတ်ပြီနော်အဲ့ဒါလေးပြီးွားရင်ကျွန်တော်တို့ကသူ့ကိုနောက်လေးနည်းနည်းရွှေ့လိုက်မယ်စုပ်ပြီးွားရင်ဒီနေရာမှာသူ့ကိုကျွန်တော်တို့ကဒါအောက်က background အပေါ်ကအယောင်ပြောင်းပြီးတော့ keyboard ကနေ control D ကိုထပ်ပြီး layer ပွားလိုက်ပွားသွားဒီမှာ layer ပွားသွားပြီနော် layer ပွားသွားနှစ်ခုပေါ့နော်ပြီးတော့မှသူ့ကိုပန်တူးနဲ့သွားပြီးတော့ပန်တူးထောက်ဒီမှာ color ပြောင်း
ရှင်းပဲပြောင်းပြောင်းအနှုတ်ပဲပြောင်းပြောင်းပေါ့နော်အနှုတ်ပဲပြောင်းလာပြီးရတယ်နော်ပြီးသွားလို့ရှိရင်သူ့ကိုဟို down ဟို top arrow လေးနဲ့ပေါ့နော်ပေါ်လေးလိုလေးတွန်းလာဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးအနေငယ်အပေါ်ရောက်ပါတယ်ပြီးတော့မှကျွန်တော်တို့ပန်တူးယူမယ် keyboard က control ဖိပြီးတော့သူ့ဒါလေးနည်းနည်းလေးပြန်ပြီးအချိုးကြကြလေးဖြစ်သွားအောင်ပေါ့နော်ဒီလိုပုံစံလေးအချိုးကြပြပြီးမနော်လိုမျိုးလေးအချိုးကြလေးဖြစ်သွားအောင်ကျွန်တော်ဒါချိန်ရတယ်ပေါ့နော်ကိုယ့်ဘက်ကိုကြိုက်တယ်လို့ချိန်လို့ရတယ်โอเคပြီးသွားမှသူတို့နှစ်ယောက်ကိုဆက်လက်ပြီးသွားရင်အောက်လေးနည်းနည်းလေးချတာโอเคဒါဆိုရင်တော့ဒီဇိုင်းလေးရလာပြီပေါ့နော်မြင်လာပြီပြီးကျွန်တော်ဒီမှာအလဲမှာအလုံးလေးထည့်ခြင်းအလုံးထည့်ဖို့အတွက်ကြောင့်မလို့ကျွန်တော်ဒီမှာဒီနေရာမှာ reading jet 2ရဲ့အလုံး element 2ကိုထောက်ဒီဟာလေးဖိလိုက်ပေါ့နော်ဖိပြီးသွားရင်ဒီနာလေးမှာ element 2ကိုကျွန်တော်တို့ကတစ်ချက်ထောက်လိုက်ထောက်ပြီးသွားရင်ဒီမှာအလုံးလေးကိုဒီလိုလေးဆွဲလိုက်ဆွဲတဲ့အခါမှာအလုံးဖြစ်ဖို့အတွက် keyboard က shift key လေးကိုတော့ဖိတာ shift ဆို keyboard က control ပေါ်က shift key နော်အဲ့ဒါလေးဖိလိုက်ဒါဆိုအလုံးလေးဖြစ်သွားတယ်ပေါ့ okay ပြီးတာလည်းသူကျွန်တော်တို့ကအပေါ်လေးနဲ့ဆွဲတင်ထားမယ်ဒီမှာဆိုတဲ့ frame မှာပန်တူးပဲသွား frame မှာဖြူအောင်လေးပြောင်းလိုက်စတုံးမှာကြတော့အပြာရောင်လေးပဲထူထားလိုက် okay ဒီလိုမျိုးလေးရရှိသွားမယ်ပေါ့နော်ပြီးတော့မှကျွန်တော်ဒီအောက်မှာသူ့ဒါလေးကိုပုတ်ပြီးတော့စာရေးမဲ့ဒီဇိုင်းလေးပြင်ပြအောင်အဲ့တော့ကျွန်တော်ဒီမှာဆိုလို့ရှိရင်ပန်တူးကိုသွားမယ်ဒီမှာနော်ဒီအောက်ရခုနအလုံးလေးရဲ့အောက်မှာဒီ background မှာထောက်လိုက်ထောက်ပြီးသွားရင် layer background မှာထောက်ပြီးကျွန်တော်ပန်တူးပြန်သွားပြီးကျွန်တော်ဒီနေရာမှာတစ်ချက်ထောက်မယ်ပြီးသွားရင်ဒီကနေဒီကော့ဖြတ်လိုက်ဒီထိတန်တန်ပေါ့နော်ဒါကတန်တန်လောက်ရမှာအဲ့တန်တန်လေးဖိပြီးတော့လေးကိုးလိုက်အလိုက်တင်တော့ကိုးပေါ့နော်ပြီး order လေးဖိပြီးဒါလေးကိုဖြောင်းလိုက် order keyboard ကနေတော့ order ကိုဖိပြီးဒါကိုနှိပ်ရမှာနော်အဲ့ဒါမှပြောက်မယ်ပြီးရင်တစ်ချက်ထောက်ဒါပန်တူးသင်ခန်းစာမှာအလုံးလေးလာထားပြီးသားပေါ့နော်โอเคပြီးသွားပြီဆိုဒီလိုစုံမှတ်ပေးလိုက်တယ်ပြီးသွားရင်သူ့ဒီမှာကျွန်တော်က stone မှာကအဝါရောင်လေးရွေးမယ် frame မှာကြတော့အပြာရောင်အနုကိုရွေးထားပြီးလိုက်ဒီလိုမျိုးလေးရရှိလိမ့်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ဒါတော်တော်များများရနေလောက်ပြီပေါ့နော်โอเคပြီးတော့မှကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒါလေးကိုပြောင်းလုပ်လိုက်အောင်ဘေးတော့ဟိုမှာဒီလိုဆွဲချဲလိုက်ကွာကြီးလိုက်ဒါဆိုပြောင်းသွားပြီအဲ့တော့မှကျွန်တော်တို့ဒီမှာအောက်မှာ background ဒီအောက်လေးမှာအရောင်ပြောင်းခြင်းတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဒီပေါ်ကိုတစ်ချက်ထောက်ဒီ background ပေါ်ရဲ့ layer ကိုတစ်ချက်ထောက်ပြီးဒီပေါ်မှာကျွန်တော်တို့ကဒီ element 2မှာ reading jet 2ကိုကျွန်တော်တို့ကရွေးချယ်ပေးလိုက်တစ်ချက်ဖိထားမယ်ဖိပြီးတော့ reading jet 2ရွေးပြီးတာကျွန်တော်ဒီဘက်ကမှဒီလိုမျိုးလေးဆွဲပေးလိုက်ပေါ့ okay ဒီလိုမျိုးတမကာလာကကြတော့အရင်ကိုရွေးထားပေးလိုက် okayနော်အဲ့လိုမျိုးလေးနဲ့ကျွန်တော်တို့ဒါလေးအောက်နဲ့ချလိုက်အရောင်အောက်ရောင်ဖြောင်းလိုက်လူမျိုးလေးရရှိမယ်ပေါ့နော်ဒါလေးကလွယ်ပါတယ်နော်အားလုံးပဲလိုက်လုပ်ကြည့်ရင်ရလိမ့်မယ်ပေါ့နော်ပြီးတော့မှကိုလူချင်းတဲ့စာတွေကိုကိုဘာလုပ်လို့ရလဲဒီမှာရေးလို့ရတယ်ပေါ့နော်ကိုလူချင်းတဲ့စာတွေကိုကိုကဒီမှာရေးပေါ့သူ့ရဲ့ duty ကိုထားခြင်းတဲ့ duty ကိုထားခြင်းတဲ့စလုံးတွေကိုဒီမှာရေးလိုက်ဟုတ်ပြီနော်နောက်ပြီးရေးမှာ duty date ကိုဒီမှာရေးလို့ရတယ်သူလုပ်ငန်းစာဝင်နဲ့ duty date ရောစာရောရေးပေါ့နော်ဒါတော့ကိုယ်စာတော့ကိုယ်ရေးရမှာနော်ပန်တူးနဲ့ပဲ site ကိုပြောင်းပေးလိုက်8လောက်6လောက်โอเคအဲ့လိုမျိုးနဲ့ day out duty လဲကျွန်တော်တို့နေရာချပြီးโอเคဒါဆိုလို့ရှင်တော့ဒီ design လေးကိုအားလုံးပဲရလိမ့်မယ်လို့ညွှန်လင်းပါတယ်ပေါ့ဒါ Adobe Photoshop နဲ့ design ဆွဲတာဖြစ်ပါတယ်ခင်ဗျဒါ ID card design လေးပေါ့နော်ကရဲ့ design ကိုကြိုက်သလိုဆွဲလို့ ID card တွေကအများကြီးပဲကိုစိတ်ကူးရှိရင်ရှိသလိုဆွဲလို့ရတယ်ကိုဆွဲကျင်သလိုဆွဲလို့ရပါတယ်ပေါ့နော်ဟုတ်ရဲ့ပါဒါဆိုလို့ရှိရင်ဒီပိုင်းလေးကြီးရတင်ငယ်ချင်းအားလုံးပဲ Adobe Photoshop နဲ့ ID card design ဆွဲတဲ့နည်းလေးကိုရလိမ့်မယ်လို့ညွှန်လင်းပါတယ်အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe နှိပ်ထားပါနောက်ထပ်တင်ခန်းစာတွေကိုကျွန်တော်ပြန်ဆုံးပါမယ်အားလုံးဘိုင်